ပြတ်သွားလို့ပြန်မလုပ်လိုက်တော့ဘူးနော်ဒါဆလာလုံးဝဖြစ်တော့ခုနတစ်ခါလုပ်တယ်ပေါ့နော်ခုနတစ်ခါလုပ်တယ်အဲ့တစ်ခါကျတော့ဖြစ်သွားတယ်ဂျုံများတော့လေဒါဂျုံနဲသွားရကွာအဲ့ကြောင့်ဘူးဖြစ်တော့ပေါ့နော်တိတ်တော့နည်းနည်းတော့ဖြစ်ပါရဲ့ဘာလုပ်ပါလဲဆိုဒါလေးနဲ့နည်းနည်းချောက်ပေါ့နော်ပြောပြချင်ပါရဲ့လက်သေးလေးလုပ်လို့ရပါရဲ့လက်သေးလုပ်ချင်တော့ဒီမရှိကိုလာခဲ့ပေါ့နော်ဒီမှာတော့အလကားလေးလုပ်ပေးချင်ပါရဲ့ပတ်စံတော့မယူပေါ့နော်တကူးတကလာမယ်ဆိုရင်တော့မလာနဲ့ပေါ့နော်ကျမကလာပြီးတော့ဂျုံလေးနဲ့ကျမဗီဒီယိုကြည့်ပြီးတော့ပေါ့နော်လုပ်လိုက်ပါရှင့်အဲ့ဒါမှကျမအခုစလိုင်းလုပ်တာမဖြစ်တော့ခဏနေကြရင်ဖြစ်သွားလိမ့်မယ်ပေါ့နော်ခဏကြာဖြစ်တော့မှာပါနေဘူးတဲ့လမ်းထိုင်တော့ဖြစ်သွားမှာပေါ့နော်နေဘူးတဲ့လမ်းလာရင်ဖြစ်သွားမယ်ဆိုတော့လေအားကြောင့်ဘူးပြီးကြရင်နောက်ထပ်တစ်ပုတ်တင်ပေးမယ်ပေါ့နော်အခုတစ်ပုတ်ကတော့မပြီးရဘူးပေါ့နော်အားကြောင့်မို့ပေါ့နော်ညီမတို့ခဏနေဒါလေးကို6လမ်းပါပါ6လမ်းတာလေးလည်းလိုက်ကြည့်ပြပါပါရှင်ကြည့်လို့ရမှာကြည့်ပေါ့နော်ကိုကပြီးတော့မှထင်တယ်ပေါ့နော်အချင်းမပါဘူးညီမဖြစ်သွားပါပြီရှင်သူ့လိုလိုနေနဲ့ဖြစ်သွားပါတော့နည်းနည်း6သွားဆိုဖြစ်သွားပြီပေါ့နော်လမိုးလေးကိုဘေးနားမှာကွာကိုလက်တွေကက်နေဆိုခွာရင်းနေပေါ့နော်ခွာပေါ့နော်ခွာကိုပဲကြည့်လိုက်ဒီဘက်ကြည့်လိုက်စကားပြောလိုက်ခွာလိုက်တယ်အဲ့လိုမျိုးတော့လိုက်ဆိုတော့6သွားပါပေါ့နော်မတယောက်ထဲလောက်တာတော့မဟုတ်ဘေးအကူကြီးပါပါရဲ့ရှင်မရဲ့ညီမလေးပါအကူကြီးပါပါရဲ့ရှင်တို့ကတော့ညီမလေးပေါ့နော်ခုနကျန်းတဲ့ဝတ်သွားယူပေးရတယ်တူပါပဲရှင်ကျန်းတဲ့ဝတ်ကတော့တပုတ်မရိုက်လိုက်ရအောင်နော်ဘာဖြစ်လို့တော့ဆိုတော့သူပျောက်သွားတာတဲ့ဒီမရပျောက်သွားလို့တဲ့အားဆိုရင်ပေါ့နော်ဘယ်လိုပဲကြည့်ညီမကတော့ဘယ်လိုကြည့်ပေါ့နော်ညီမကိုချစ်တဲ့လူတွေအားလုံးကိုလည်းညီမကပစ္စည်းလေးတစ်ခုပို့ပေးပါမယ်ရှင်ညီမဘာလေးပို့ပေးမှလဲဆိုတော့ဘလိုင်းပေါက်ပေါ့နော်ဘလိုင်းမမဟုတ်ပေါ့နော်ကိုလုတ်တဲ့ဘလိုင်းပေါက်ကလေးပို့ပေးမှာပါအဲ့ဒါကိုကျမကို like တွေအများကြီးပေးရလူကျမထဲ comment နဲ့ဝင်ပြီးတော့ like တွေအများကြီးပေးရလူလေအဲ့လူတွေကိုပဲပေးပါပါကျမရဲ့ like တွေကိုအကုန်လုံးပေးရလူပဲပေးပါပါရှင်အားလုံးပဲကျမကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမမေ့တာနဲ့နော်တတား